Hello guys, မင်္ဂလာပါဒီနေ့ video လေးမှာတော့ Minecraft horror လေးတစ်ခုတောက်ဆောင်မှာဖြစ်ပါတယ်ဆိုတော့ let's go တာမန်ဝေါ်လေးပါပဲဒါပေမဲ့ကကြည့်အောင်ညဘက်ရောက်တဲ့စီစောက်ကြည့်အောင်ဟေးဘာဖြစ်တာတော့အတန်ကြီးကြွေပြီးကြားလိုက်တယ်ဟုတ်တယ်မိုးကြွေဖြစ်ချပြီးတော့တော့ spawn လာတယ်ဟာခုညဘက်ရောက်လာပြီဘာဖြစ်မလဲတော့မသိဘူးwhat the ဘာကြီးရောရကြီးอ่ะကြီးရဲ့ကျုံတော်ကြီးရပါဘာကောင်းကြီးတော့မိုးချိုးလည်းခဏခဏဖြစ်တယ်ဘာလုပ်နေရလဲဒါနဲ့မကောင်းနေဟုတ်တယ်မလားလောက်ပါလေလို့ပါရှောင်းတော့ပါပဲ